မလေးသွားပါပြီဒါဘာကြီးလဲဒီဝန်ပလူကြီးကဘာလို့ကြောက်ရွံ့လို့ညင်သွားရတာလဲနတ်မင်းကြီးပဲဖြစ်ရမယ်ငါကတော့ဤတောင်ကိုစောင့်ကြတော့တောင်ဆောင်နတ်မင်းဖြစ်ဤတင်းဤသွေးကငါ့ကိုနှိုးဆက်ပေးခဲ့တာပဲနတ်မင်းကြီးကျွန်တော်ရဲ့သွေးကလားလူသားကလေးမင်းဟာမတော်တဆပဲဖြစ်ဖြစ်တိုက်ဆိုင်လို့ပဲဖြစ်ဖြစ်မင်းရဲ့သွေးနဲ့ငါ့ကိုနိုးထစေခဲ့ပြီးမင်းနဲ့ငါရေးဆက်ရှိတယ်လို့ပြောရမယ်ဒါကြောင့်ငါရဲ့တောင်ဆောင်နတ်မင်းဆက်ခံသူအဖြစ်မင်းကိုအမွေပေးသနာမယ်ဒါကတောင်ဆောင်နတ်မင်းရဲ့အမွေနှစ်ပေါ့လေကျွန်တော်ရဲ့သွေးကတိုးရဲကတားရဲတိရစ္ဆာန်တွေနဲ့ကန်ထရိုက်ချုပ်နိုင်ပြီးသူတို့ကိုကျွန်တော်စကားနားထောင်ခိုင်းလို့ရတာပေါ့ဒါတင်မကသေးဘူးတားရဲတစ်ကောင်နဲ့ကန်ထရိုက်ချုပ်မိတိုင်းအဲ့ဒီတားရဲရဲ့စွမ်းဆောင်ရည်တချို့ကိုလည်းကျွန်တော်ရရှိမှာပဲမှန်ပေ၏မင်းထက်အားနေတဲ့တားရဲတစ်ကောင်ကိုမင်းတရက်လျင်တစ်ကောင်လုံးနဲ့မင်းရဲ့တားရဲအစီပါအဖြစ်ကန်ထရိုက်ချုပ်ဆိုနိုင်တယ်ဥပမာဒီကောင်ပေါ်သူကကျွန်တော်ထက်အားနေတယ်မဟုတ်သေးဘူးသူကအခုနတ်မင်းကြီးရဲ့စုံမက်တန်ကြောင့်ငြိမ်နေတာဆိုတော့လောလောဆယ်ကျွန်တော်ထက်တကယ်ကိုအားနေနေတာပဲအဲ့ဒါဆိုကျွန်တော်သူ့ကိုကန်ထရိုက်ချုပ်ပြီးကျွန်တော်ရဲ့တားရဲအစီပါလုပ်ခိုင်းလို့ရပြီပေါ့တွေးကိုအခြေခံပြီးအသက်ရှူနှုံးကိုထိန်းကြီးဟာအိမ်မက်နေတာမဟုတ်ဘူးပဲတကယ်ကြီးကန်ထရိုက်အောင်မြင်သွားပြီဗျာအလကားနေရင်မှောက်မဲနေတဲ့တောအုပ်ကြီးကဘာလို့နေကင်းဘက်လို့လင်းထိန်သွားရတာလဲဒါကဟိုကောင်နဲ့ကန်ထရိုက်ချုပ်ပြီးလို့ရလာတဲ့အမြင်အာရုံစွမ်းအားပေါ့လေဟေ့ကောင်ဟိုဘက်ကို2လမ်းလောက်ရှောက်သွားစမ်းအဲ့ဒီနားရောက်ရင်ထိုင်ချလိုက်ဟာတကယ်ကြီးကိုငါအမိန့်ကိုအပြည့်အဝနားလည်နေတာပဲဟာအောင်မြင်ပြီဟဲ့ဒီလိုစွမ်းအားမျိုးသာရှိရင်ငါနဲ့မရီတို့ဆင်းရဲတွင်းကလွတ်ပြီးကောင်းကောင်းမွန်မွန်နေရတော့မှာပေါ့ကဲသွားငါအတွက်တောကောင်တချို့သွားဖမ်းခဲ့စမ်းမိတာကုန်ဖမ်းခဲ့နော်ဒါကဝန်ပလွေမြင်နေရတဲ့မြင်ကွင်းပေါ့လေငါသာအာယုံဆိုင်လိုက်ရင်သူ့ရဲ့မျက်လုံးကတဆင့်မြင်ကွင်းတွေကိုပါမျှဝေကြည့်ရှုလို့ရတာပဲဟာဒါတွေအကုန်လုံးကရှားပါပစ္စည်းတွေကြီးပဲဟာဆယ်စုနှစ်ချီပြီးအမဲလိုက်လာတာတခါတည်းနဲ့ဒီလောက်ရှားပါတဲ့တောကောင်တွေအများကြီးမိတာမျိုးတခါမှမကြုံဘူးမင်းပြန်လာပြီလားဟာမိညိုရောင်တန်းရှာမြေခွေးကပါလားအသက်ရှင်လျက်ကြီးဟာအမွေးမင်တွေကလည်းတောင်လက်နေတာပဲဝါပုစိန်အတွက်မျက်မှန်ပစိန်တွေတက်တက်ကျက်တောဝဝင်ပုတ်ပြီးတော့အသက်ရှင်နေတဲ့ညီညိုရောင်တန်းရှာမြေခွေးတကောင်တောင်ပါသေးတယ်ဒါတွေကိုမျိုးစေးတဲ့တွားရောက်ရင်တော့ကွဲပြီးဟေ့ချမ်းသာပြီဟေ့လူတို့ဒါညီညိုရောင်တန်းရှာမြေခွေးကြီးပြအရှင်လက်ကြီးတော့ဒီလိုမွေးမြင့်မျိုးဒီလိုအဆင့်တန်းမျိုးနဲ့ကောင်ကိုဒီနှစ်ပိုင်းတွေတည်းဘယ်သူမှမဖမ်းမိဘူးကြဘူးဒီဝါပစိန်ကျွက်ကလည်းအကောင်ကြီးလိုက်တာဗျာအနည်းဆုံး5ပိတာသို့မဟုတ်5ကီလိုလောက်တော့ရှိမယ်မောင်ရင်ဒီတောဝဝင်ပပုကိုဘယ်လိုဖမ်းတာလဲဖမ်းမိဖို့ပဲအရေးကြီးတာပါဘယ်လိုဖမ်းလဲဆိုတာအဓိကမဟုတ်ပါဘူးခင်ဗျာကဲဒီတောဝဝင်ကိုငါတို့ဆိုင်အတွက်ဝယ်မဲ့တပိတာကို15ကျပ်ပေးမယ်ကိုစံစော်ရခင်ဗျားကလည်းကက်စီနေလိုက်တာမောင်ရင်လေအဲ့ဒီတောဝဝင်နဲ့ဟိုတက်တန့်ချက်ကိုပါပေါင်းပြီးငါတပိတာကို20ပေးမယ်ဟဲ့လူခင်ဗျားကငါ့ကိုကက်စီနေတယ်ပြောရုံတည်းမကဘူးအဲ့ဒီတက်တန့်ချက်ဆူဆူဖြိုးဖြိုးကြီးကိုกินလိုက်ရင်ရွာဆယ်ရွာကျော်ထိမွေးပြန်သွားမှာနော်မျက်မှန်ပစိန်မွေးတော့ကိုလည်းငါပဲဝင်မယ်ဈေးကိုတီးတန့်တွက်ပေးမယ်တကောင်ကို80ပေးမယ်ကျန်တဲ့အကောင်တွေအကုန်လုံးကိုလည်းငါပဲယူမယ်ဟိုညီညိုရောင်တန်းရှာမြေခွေးပါပေါင်းပြီးအပြက်ဈေး600ပေးမယ်အကုန်လုံးငါ့ကိုပေးခင်ဗျားက600ပေးမလို့လားဟိုကုန်တယ်တွေကိုပေးစရာရှိတဲ့အကျွေးတွေရောဆက်ပြီးပြီလားမောင်ရင်လေးသူ့စကားနားမထောင်နဲ့ငါကတကယ်အမှန်ကန်ဈေး650ပေးမယ်ငါ900ပေးတယ်ဗျာဟိုးဒီနှစ်ဆိုင်တော့တကယ်ဈေးပြိုင်နေကြပြီဟဲ့ဒါပေမဲ့ဒီတော့လိုက်ပစ္စည်းတွေအကုန်လုံးကို900ဆိုတာတကယ်မနည်းတဲ့ဈေးပဲငါ950ပေးတယ်တ냐ရဲနဲ့900ကျော်ရှာနိုင်တာပဲတကယ်လို့ငါတာရဲစီပါတွေအများကြီးထပ်ပြီးကန်ထရိုက်ချုပ်နိုင်ရင်ကိုကြီးချန်ထားခဲ့တဲ့အကျွေးတွေအကုန်လုံးမကြခင်ဆက်နိုင်တော့မှာပေါ့အကျွေးဆက်ယုံတင်ဘဲကမလဲနောင်ကြရင်မီးကိုပါကောင်းကောင်းမွန်မွန်ကျွေးမွေးဆောက်ရှောက်ပြီးဘီလာအင်ကြီးနဲ့ထဲထဲဝါနေခိုင်းလို့ရပြီမောင်ရင်လေးဘယ်လိုလဲ954ငါတို့ဆိုင်ကလွဲလို့ဘယ်သူမှဒီလောက်ဈေးကြီးပေးမှာမဟုတ်ဘူးနော်ရောင်းမလားရောင်းပါတယ်ရောင်းရမှာပေါ့နေဦးငါ1000ပေးတယ်